မင်္ဂလာပါကျွန်တော်တို့ game developer ကိုဟိမှာကျွန်တော်တို့ game development မှာအရေးကြီးဆုံးအရာတွေကတစ်ခုဖြစ်တဲ့ character animation တွေကို AI ရဲ့အကူအညီသုံးပြီးတော့အလွယ်တကူဖန်တီးကြည့်ကြရအောင်ဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ဒီ character animation တွေဖန်တီးဖို့အတွက်ကိုကျွန်တော်တို့ကဒီ manual frame to frame animation တွေလုပ်ချင်လို့ဒါမှမဟုတ်လို့ရှိရင်ဒီ motion capture tools တွေနဲ့ mocap suit တွေပေါ့နော်ဒီအင်ဂျီတွေဝတ်ပြီးတော့မှကျွန်တော်တို့ကအပြင်ကactors တွေရဲ့တရုပ်ဆောင်မှုတွေဒီ performance တွေ action တွေကိုကျွန်တော်တို့ကဖမ်းယူပြီးတော့အဲ့ဒီ data တွေကိုကျွန်တော်တို့ရဲ့ 3D character ထဲမှာပြောင်းထည့်ပြီးတော့ animation တစ်ခုအနေနဲ့သုံးကြတယ်ပေါ့ဆိုတော့ပုံမှန်ဆိုရင်ဒီလိုအရာတွေကိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့ကတကယ် performance suit တွေဒီ mocap suit တွေပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကလိုအပ်တယ်ပြီးရင်တခြားလိုအပ်တဲ့ like tools တွေအချိန်တွေအများကြီးပေးရတယ်ပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ animation တွေကို polishing လုပ်ဖို့အတွက်ကို software ထဲမှာတစ်ခါသွားပြီးတော့ frame to frame လိုက်ပြီးတော့ညှိရတယ်ဆိုတော့ဒါမျိုးတွေရှိတယ်ပေါ့ဆိုတော့ဒီနေ့အချိန်မှာကြတော့ AI ရဲ့အကူအညီနဲ့ကျွန်တော်တို့ကအလွယ်တကူပဲပုံမှန်ကျွန်တော်တို့ဗီဒီယိုရိုက်တယ်လို့ပဲရိုက်လိုက်ပြီးတော့အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့က animation အဖြစ်ပြောင်းလိုက်မယ်ပြီးရင်အဲ့ဒီ data ကိုကျွန်တော်တို့ရဲ့ game development character တွေထဲမှာကျွန်တော်တို့ကပြောင်းထည့်လိုက်ပြီးတော့မှကျွန်တော်တို့ game အတွက်ကို game ready animation တစ်ခုအနေနဲ့အသုံးပြုသွားမယ်ပေါ့ဆိုတော့ထုံးစံအတိုင်း AI ရဲ့အကူအညီသုံးပြီးတော့ကျွန်တော်တို့ကလုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့လွယ်ကူမယ်မြန်ဆန်မယ်ဒါပေမဲ့ polishing တော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့လိုအပ်တဲ့တချို့ဘိုင်းလေးတွေကိုတော့ကျွန်တော်တို့ရဲ့manual ပေါ့နော်ကျွန်တော်တို့ကပြန်ပြီးတော့ clean up လုပ်ရတာလေးတွေညှိရတာလေးတွေတော့ရှိမယ်ဒါပေမဲ့တော်တော်လေးတော့ powerful ဖြစ်လာတယ်တော်တော်လေးတော့ကျန်းလာတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုဘယ်လိုအလွယ်တကူလုပ်မလဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့လုပ်ကြည့်လိုက်ရအောင်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ Quidmagic ဆိုတဲ့ website ပေါ့နော် Quidmagic ကိုတွားလိုက်ပါတွားပြီးပြီဆိုရင်တော့ကျွန်တော်တို့ sign in ဝင်လိုက်မယ် sign in ဝင်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ဗီဒီယိုကို upload တင်လို့ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဗီဒီယိုကို upload တင်ပါမယ်ဗီဒီယို upload လုပ်ပြီးသွားပြီဆိုရင်တော့ဒီသူ့ရဲ့ဒီအပြာရောင်၄တောင်ခွင်းလေးထဲမှာကျွန်တော်တို့ဒီညာဘက်ကကျွန်တော်တို့ဘယ် skeleton ကိုအသုံးပြုမလဲဆိုတာကိုကျွန်တော်တို့က drag and drop ဆွဲပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်က Unreal Engine 5.6 မှာအသုံးပြုတဲ့bone system ကိုကျွန်တော်အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Unreal 5.6 character ကိုကျွန်တော် drag and drop ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ကဒီ next button လေးကိုနှိပ်ပါမယ်ဒီခါမှာကျွန်တော်တို့ကိုသူကကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုရဲ့ bone system ကို Unreal Engine မှာအသုံးပြုတဲ့ character ရဲ့ bone system နဲ့သူက matching လုပ်ပေးပြီးတော့ကျွန်တော်တို့ဗီဒီယိုတွေက animation data ကိုသူကပြောင်းပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ export format မှာကျွန်တော်တို့ Unreal Engine 5.6 ပေါ့နော်သူကကျွန်တော်တို့ဒီ version ပေါ်မှာလည်းမူတည်ရယ်ကိုက 5.5 ဆိုရင်5.5 ပေါ့ကျွန်တော်ကတော့ 5.6 ကိုလက်ရှိသုံးနေတာဖြစ်တဲ့အတွက်ကျွန်တော် 5.6 ကိုရွေးထားပါမယ်ပြီးရင်ကျွန်တော်တို့ဒါကို generate လုပ်လိုက်ပါမယ်ကျွန်တော်တို့သူကအချိန်တစ်ခုတော့စောင့်ပေးရပါတယ်ဒီကျွန်တော်ဒီဗီဒီယိုဆိုလို့ရှိရင်7 minute လောက်တော့စောင့်ရတယ်ပေါ့နော်ဟုတ်ပြီဆိုတော့အခုကျွန်တော်ရသွားပါပြီဆိုတော့ဒီဗီဒီယိုကျွန်တော်တစ်ချက်ဖွင့်ကြည့်ပါမယ်โอเคဆိုတော့အခုဒီမှာဆိုရင်မြင်ရတဲ့အတိုင်းပဲပေါ့နော်ဒါဒီဘက်ကကျွန်တော်ရဲ့ဗီဒီယိုပါဒါကတော့သူdata ပြောင်းပေးလိုက်တဲ့ character animation ဖြစ်ပါတယ် okay interesting ဒါကျွန်တော်ကတော့TV remote ကိုကင်ပြီးတော့ဓာတ်ကင်ထားတဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်somehow ပေါ့နော် like randomly ကျွန်တော်ခေါင်းထဲပေါ်တာကျွန်တော်ရှောက်ပြီးတော့ရိုက်ထားတာပေါ့okay သူက full video okay သူကအချိန်ကဒီမှာသူက frame 900ပဲ
ပါမယ်ထင်တယ်เนาะဆိုတော့ကျွန်တော်ရိုက်ထားတာတော့နည်းနည်းဗီဒီယိုကရှည်တာပေါ့နော်ဒါပေမဲ့ okay ကျွန်တော်ရသလောက်နဲ့ပဲစမ်းကြည့်ကြပါမယ်ဆိုတော့ okay ဒါဆိုရင်ကျွန်တော်တို့ကဒါဒီဟာကိုကျွန်တော်တို့သဘောကျတယ်ပေါ့ဗျာသဘောကျတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါကို download နှိပ်လိုက်ပါမယ် okay ဒါဆိုရင်တော့ဒီမှာသူ download ကျသွားပြီပေါ့နော်ပြင်ကျွန်တော်ဒီကောင်းကိုပြီးရင်ကျွန်တော်တို့ Unreal Engine ထဲကိုသွားပါမယ်ဆိုတော့ Unreal Engine ထဲမှာကျွန်တော်တို့ဒီ new folder လေးစောင့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ quick magic ဆိုပြီးတော့ new folder တစ်ခုလောက်ထားပါတယ်ပြီးရင်ကျွန်တော်တို့ဒီ folder ထဲမှာဒါကျွန်တော်စမ်းထားတဲ့ဟာပေါ့နော်ဆိုတော့ကျွန်တော်ဒီ folder ထဲမှာစောစောကကျွန်တော်တို့ရဲ့ animation ကိုထည့်ပါမယ်ထည့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီ import ကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီထဲကဒါလေးကိုကျွန်တော်ဆွဲထည့်လိုက်ပါမယ်ထည့်လိုက်တဲ့အချိန်မှာသူကဒီလိုမျိုးလေးကျွန်တော်တို့လာပြပေးမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအဓိကကတော့ကျွန်တော်တို့ဒီ animation ပေါ့နော်ဒီ animation ရဲ့အောက်မှာကျွန်တော်တို့ဒီ import animation ဖြစ်ဖို့တစ်ချက်ဆက်ရပါမယ်ဆိုတော့ဒီကောင်လေးတကယ်လို့ untick လုပ်ထားတယ်ဆိုလို့ရှိရင် enable ပြန်လုပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ရပါပြီဒီ default အတိုင်းပဲကျွန်တော် import လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ခဏစောင့်အောင်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ animation ကိုရပါပြီဆိုတော့ဒီမှာဒီ animation မှာဆိုလို့ရှိရင်ဒါကျွန်တော်တရုပ်ဆောင်ထားတဲ့ animation ပေါ့နော်ဆိုတော့ဒီ animation မှာသူကတက်ချပါမလာပါဘူးဆိုတော့ကျွန်တော်တို့ကတက်ချကိုလည်းသုံးမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကစိတ်ပူစရာမရှိပါဘူးဆိုတော့ဒီကောင်ကိုကျွန်တော်ပြန်ပိတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ရဲ့ character ပေါ့နော်ကျွန်တော်တို့ဒီအသုံးပြုမဲ့ character ပေါ်မှာသွားပြီးတော့ကျွန်တော်တို့ကဒီ animation ကို retarget ပြန်လုပ်ပေးပါမယ်ဆိုတော့ right clickပြီးရင် retarget animation နှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ target skeleton mesh နေရာမှာကျွန်တော်တို့ target ထည့်ပြီးပြောင်းခြင်းနဲ့ character ပေါ့နော်ဆိုတော့အဲ့ကောင်လေးကိုကျွန်တော်တို့သွားပြီးတော့ထည့်လို့ရပါတယ်ဆိုတော့ဒီမှာကျွန်တော်စမ်းပြီးတော့ပြခြင်းတဲ့အတွက်ကျွန်တော်character လေးတွေရှိပါတယ်အဲ့ဒီမှာကျွန်တော်အနေနဲ့ဥပမာဒီကောင်ကိုကျွန်တော်စမ်းကြည့်ပါမယ်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ character တွေက animation data ကိုညာဘက်မှာကျွန်တော်အခုဒီ target လုပ်လိုက်တဲ့ skeleton mesh ကိုပြောင်းထည့်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီhey add ဆိုတဲ့ကောင်လေးကိုကျွန်တော် double click နှိပ်ကြည့်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ animation ကို retargeting လုပ်တာပေါ့နော်ဒီဘက်ကအကောင်ရဲ့ animation ကိုဒီဘက်ထဲကိုကျွန်တော်ထည့်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တရုပ်ဆောင်ထားတဲ့animation ပေါ့နော်ရသွားပြီဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတချို့မတက်ရက်တာလေးတွေရှိပါတယ်ဒါပေမဲ့ key frame ကကျွန်တော်ပြန်ပြင်ရမှာပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီ export animation ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ retarget ဆိုတဲ့ folder လေးကျွန်တော်လုပ်ထားပါတယ်ဆိုတော့အဲ့ folder လေးကိုကျွန်တော် export ထုတ်လိုက်ပါမယ် export နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ animation ကရသွားပြီဖြစ်ပါတယ်ဆိုတော့ဒီ animation ကိုgame ထဲမှာဘယ်လိုပေါ်မလဲလို့ကျွန်တော်ထည့်ပြီးစမ်းကြည့်ပါမယ်ဆိုတော့ကျွန်တော် drag and drop နှိပ်လိုက်မယ်ပြီးကျွန်တော် play ကိုနှိပ်ကြည့်ပါမယ် where are you ကျွန်တော်ချလိုက်တဲ့နေရာနည်းနည်းဝေးဝေးမှာဖြစ်နေတယ်ဗျနည်းနည်းလေးဝေးသွားရယ်နော်ဆိုတော့ကျွန်တော်escape ပြန်လုပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ရဲ့ player spawn point ကိုကျွန်တော်နည်းနည်းနေရာရွှေ့လိုက်ပါမယ်ဆိုတော့ဒီကောင်းကိုကျွန်တော်ဝေးကိုရွှေ့ရမှာဖြစ်ပါတယ် okay so maybe ကျွန်တော်ဒီကောင်းဝဲလှမ်းခေါ်လိုက်ပါတော့မယ် okay ရပါပြီဆိုတော့ကျွန်တော်ပြန်ပြီးတော့ play ကြည့်ပါမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့စောစောကဒီ AI နဲ့လုပ်ထားတဲ့ animation ကကျွန်တော်ဒီ character တွေကိုဝင်သွားတာပဲဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ဒီမှာပဲကျွန်တော် play တစ်ချက်လုပ်ကြည့်ပါမယ်ဒါကတော့ကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့
ပုံမှန်ကျွန်တော်တို့အပြင်မှာတရုပ်ဆောင်တတ်တယ်ဆိုလို့ရှိရင်ပေါ့ဗျာကျွန်တော်တို့ရဲ့movement တွေကိုကျွန်တော်တို့ capturing အလွယ်တကူ capturing လုပ်ပြီးတော့game ထဲမှာထည့်သုံးလို့ရသွားပြီပဲဖြစ်ပါတယ်ဆိုတော့အရင်မိုက်ပါတယ်အရင်လဲကြမ်းပါတယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ကဒီ AI ကလုပ်ပေးတာဖြစ်တဲ့အတွက်ထုံးစံတိုင်းproduction ဘိုင်းမှာ ready မဖြစ်ဘဲနဲ့တချို့ဘိုင်းလေးတွေမတက်မရက်ဖြစ်တာလေးတွေတော့ရှိရပေါ့နော်ဒါကိုတော့ကျွန်တော်တို့က manual လိုက်ပြီးတော့ချိန်ကြည့်ရမယ့်ဘိုင်းလေးတွေရှိတယ် frame to frame လိုက်ပြီး adjust လုပ်ရမှာလေးတွေရှိတယ်ပေါ့ဒါပေမဲ့ပုံမှန်ထက်ဆိုင်တော့ဒါအများကြီးကျွန်တော်တို့ရဲ့ pipeline ပေါ်မှာလွယ်ကူလျင်မြန်စေမဲ့အထောက်အကူဖြစ်စေတဲ့tools တစ်ခုလိုပဲကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ AI ကိုကျွန်တော်တို့ရဲ့အလုပ်တွေဘယ်လိုမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ရဲ့ creative job တွေကိုဘယ်လိုကောင်းကောင်းမွန်မွန်နဲ့ထိထိရောက်ရောက်လှုပ်ဆောင်နိုင်မလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ကစူးစမ်းပြီးတော့ကျွန်တော်တို့ရဲ့ pipeline တွေကိုပြောင်းလဲပြီးတော့မှကျွန်တော်တို့ကညှိယူပြီးတော့ဆက်သွားရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အများအားပြောခဲ့လို့ပါပဲ AI က tools တစ်ခုပဲဖြစ်ပါတယ်သူက artist လည်းမဟုတ်ပါဘူး developer လည်းမဟုတ်ပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့က AI ကိုကောင်းကောင်းခိုင်းတတ်အောင်စူးစမ်းလေ့လာပြီးတော့မှကျွန်တော်တို့ရဲ့ pipeline တွေကိုဒီထက်ကောင်းတဲ့ထက်ကောင်းအောင်ကျွန်တော်တို့မြန်တဲ့ထက်မြန်အောင်ခင်းနဲ့ညီလိုက်ပြီးတော့စူးစမ်းသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာပြောချင်တာကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်း game development နဲ့ပတ်သက်တဲ့knowledge တွေကိုကျွန်တော်တက်နိုင်သလောက်စူးစမ်းပြီးတော့ sharing လုပ်ပေးသွားပါမယ်ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်